တကယ်ချင်းတို့အဲ့ဒီသမင်းတွေဟင်းတွေမှာစားတဲ့အချိန်မှာဆေးအကြီးဆုံးဘယ်လောက်မှစားဖို့ကြလဲအခုလာပြောပြမယ့်အကြောင်းရင်းอ่ะပေါ့နော်အဲ့ဒီကြက်ဥမွေကျော်တပကံကို400ဘတ်အဲ့ဒီကိစ္စတွေလာရောက်ပြီးတော့ပြောမှာပေါ့နော်အဲ့ဒီလက်ချက်ကူလေးလမ်ဒန်စနိုဘက်မှာပေါ့နော်သူများတွေအဲ့ဒီရေတွေပါတယ်သွားကစားလို့ရတဲ့နေရာတွေပေါ့နော်ပျော်ပွဲစင်ပွဲတွေလုပ်တဲ့နေရာပေါ့ရေတွေစီးပြီးတော့လူတွေအများအားသွားလဲကြတာတွေလူတွေအများကြီးရှိရပေါ့နော်အဲ့ဒီဆိုင်ကသူတို့ရောင်းတဲ့ပစ္စည်းတွေဆိုရင်ပေါ့နော်ကျွန်တော်ပြောပြမယ်အဲ့ဒီကြက်ဥမွေကျော်ကိုသူက400ဘတ်ပေါ့နော်အဲ့ဒီချစ်ပေါ်ဆိုတာကအဲ့ဒီအင်္ဂလိပ်အစားအစာကချစ်နဲ့လုပ်ထားတဲ့ဟာပေါ့နော်တပကံကို800နောက်ပြီးတော့သမင်းကျော်နဲ့ဟင်းရွက်နောက်ပြီးတော့ကြက်ဥနဲ့ပေါ့နော်ပကံကြီးပေါ့1400ဘတ်တဲ့နောက်ပြီးတော့ရေပွဲကျော်က1000ဘတ်ငါးကျော်တို့ဘာလို့အကုန်လုံးပေါင်းလိုက်မယ်ဆိုရင်ပေါ့နော်6000ဘတ်တောင်မှသူများရှင်းလိုက်ရတာပေါ့နော်အဲ့ဒါကြောင့်မို့တကယ်ချင်းတို့အဲ့ဒီလိုမျိုးသွားလဲတာပဲဖြစ်တခြားတော့နယ်တို့ဘာတို့နာမည်ကြီးတဲ့နေရာတို့သွားလဲတဲ့အချိန်မှာစားစရာတွေဘာတွေဝယ်စားတော့မယ်ဆိုရင်ကောင်းကောင်းကြည့်ပေါ့နော်သူရဲ့စင်းနှုံးတွေကသူတို့ရေးထားတာတစ်ခါတလေတေးသေးလေးပဲပေါ့နော်အဲ့လိုမျိုးကောင်းကောင်းကြည့်ပြီးတော့မှာစားကြပါလို့ပြောချင်ပါတယ်အခုဟာကဘာမှအဲ့လောက်ကြီးမစားလိုက်ရအောင်ဒါပေမဲ့6000ဘတ်တောင်ကုန်သွားတယ်ဆိုတော့ပေါ့နော်နောက်ဆုံးတော့အဲ့ဒီစားစရာနဲ့ပတ်သက်တဲ့လူတွေအရာရှိတွေကပေါ့နော်သူတို့ဆိုင်ကိုသွားပြီးတော့စစ်ဆေးကြည့်ရစစ်ဆေးပြီးတော့အဲ့ဒီဈေးနှုန်းတွေကိုပြန်ပြီးတော့ short ချခိုင်းတာပေါ့နော်ဟိုကြက်ဥမွေကျော်400ဘတ်ဆိုရင်တော့ငါဆိုရင်မစားတော့ဘူးကြောက်စရာကြီးရေပေါ်ရဲ့ကျော်1000ဘတ်တဲ့